The Red Devil Talk ကနေပြီးတော့ပြန်လဲကြိုးဆိုပါရစေကျွန်တော်တို့မနေ့ကတော့ Manchester United နဲ့ Nottingham Forest တို့ရဲ့3-2 နဲ့ Manchester United အနိုင်ရရှိသွားတဲ့ပွဲလေးအကြောင်းကျွန်တော်နည်းနည်းလေး discuss လုပ်ကြည့်အောင်ကျွန်တော်ဒီပွဲမှာတော့ထူးထူးခြားခြားပြောစရာဆိုလို့ကျွန်တော်တို့ Casemiro ရဲ့ Oxford နောက်ဆုံးပွဲစဉ်ဖြစ်တယ်ဒီ Casemiro ဟာသူ့ရဲ့ Oxford အင်္ဂွင်းနောက်ဆုံးပွဲစဉ်မှာခြေစွမ်းပြပြီးတော့အသင်းကလည်းအနိုင်ရလက်နဲ့အတူသူ့ရဲ့ Oxford နောက်ဆုံးပွဲကိုလှပပလေးကစားသွားနိုင်ခဲ့တယ်ပေါ့နော်အဲ့ဒါပြီးတော့ကျွန်တော်တို့ပြောရမှာတော့ captain ကြီး Bruno Fernandes ကကျွန်တော်တို့ဒီရာသီမှာ assist 19ချိန်အထိရရှိထားပြီး Premier League ရဲ့ record မှာဆိုလို့ရှိရင်ကျွန်တော်တို့ Arsenal ကန်တွင်တိုက်စစ်မှု Thierry Henry က assist 20နဲ့ပြီးတော့သူ့ရဲ့နောက်မှာ Man City ကန်တွင် Kevin De Bruyne သူကလည်း assist 20နဲ့ Premier League မှာပူးတွဲပြီးတော့စံချိန်ရှင်တွေအဖြစ်ရပ်တည်နေပေါ့နော် Bruno Fernandes က19ချိန်ကနေပြီးဒီနေ့ Nottingham Forest နဲ့ပွဲမှာ Bruno ကသူ့ရဲ့အချိန်20မြောက်ဒီတရားစီတွင်အချိန်20မြောက် assist ကိုလုပ်သွားခဲ့ပြီးတဲ့နောက်မှာတော့သူက Premier League ရဲ့တရားစီထဲမှာ assist အချိန်20လုံးနိုင်ခဲ့တယ်တတိယမြောက်ကစားသမားဖြစ်လာခဲ့တယ်နောက်ဆုံးကျန်တဲ့ပွဲစဉ်မှာ Bruno က assist တစ်ချိန်လုံးနိုင်ခဲ့တယ်ဆိုလို့ရှိရင်တော့သူဟာစုစုပေါင်း22ချိန်နဲ့ရခင်နှစ်ပေါင်း20တင်ထားခဲ့တဲ့ Thierry Henry နဲ့ Kevin De Bruyne တို့ရဲ့စံချိန်ကိုချိုးနိုင်မှာဖြစ်ပါတယ်ဒီပွဲမှာဆိုလို့ရှိရင်ကျွန်တော်တို့ Michael Carrick က Manchester United ရဲ့အမြဲတမ်းနီးပြဖြစ်လာပြီးတဲ့နောက်မှာသူ့ရဲ့ပုံစံအတိုင်းပဲပေါ့နော် Carrick ရဲ့တည်ငြိမ်တဲ့ပုံစံအတိုင်းပဲအတင်းရဲ့ကျွန်တော်တိုက်စစ်ဒီကွင်းလေတွေခန့်စစ်တွေအားလုံးကိုမျှတနဲ့တည်ငြိမ်နဲ့ကစားသွားတာကိုကျွန်တော်တွေ့ရမှာပေါ့နော်ဒါက Michael Carrick ရဲ့ပုံစံအတိုင်းပဲဖြစ်တယ်ပြန်ပြီးအသင်းကိုအသာစီးရသည်ဖြစ်စေကိုကနောက်ကလိုက်ကစားသည်ဖြစ်စေအရင်ကြီးပြရခန့်နေရမျိုးမရှိဘဲနဲ့တည်ငြိမ်စွာနဲ့ပဲအသင်းတစ်ဖက်အသင်းကိုလွှမ်းမိုးပြီးတော့ကစားသွားတာမျိုးကျွန်တော်တို့တွေ့ကြရတယ်နောက်ပြီးတော့ဒီမှာ Bruno Fernandes ကပွဲစတာနဲ့သူဒီ assist record ကိုသူကချိုးဖျက်နိုင်မှုအတွက်သူတော်တော်လေးကိုကြိုးစားခဲ့တာတွေ့ရတယ်နောက်ပြီး Bruno Fernandes ရဲ့ဘောလုံး IQ ကျွန်တော် live မမိနိုင်တဲ့ level တစ်ခုရောက်နေတယ်လို့ပဲပေါ့နော်ကျွန်တော်တို့ Manchester United အသင်းရဲ့တိုက်စစ်မှာကျွန်တော်တို့လက်ရှိဆိုလို့ရှိရင် Erling Haaland လို့တိုက်စစ်မှုမျိုးဒါမှမဟုတ်တစ်ချိန်လုံးကကျွန်တော်တို့ Manchester United ရဲ့တိုက်စစ်က Mr. Ryan လိုမျိုးတိုက်စစ်မှုတွေဒါရှိခဲ့မယ်ဆိုလို့ရှိရင်လက်ရှိ Bruno Fernandes ရဲ့ assist ကအများကြီးတက်လာခဲ့ပြီးတော့အခု assist 20ဆိုတဲ့မှတ်တမ်းကိုလွယ်ကူကူပဲချိုးဖျက်သွားခဲ့ပြီလို့ယူဆလို့ရနိုင်တဲ့အနေအထားမျိုးရှိတယ်ပေါ့နော်ဒီနေ့ပွဲစဉ်မှာဆိုလို့ရှိရင်လည်းBruno ကတော်တော်လေးကိုရုန်းကန်ပြီးတော့ကျွန်တော်တို့ကွင်းရဲ့နေရာအနှံ့ကနေပြီးတော့ကျွန်တော်တို့goal ဖန်တီးမှုတွေ chance create တွေအများကြီးလုပ်သွားခဲ့တာတွေ့ရတယ်တလုံးမှာဆိုလို့ရှိရင်ကျွန်တော်တို့ Ambumo တော်တော်ကိုတက်ရကောင်းမွန်ဖန်တီးပေးလိုက်ပင်မဲ့လို့လွဲချော်သွားခဲ့တဲ့အတွက် Bruno မြက်ခင်းပြင်ပေါ်မှာကျွန်တော်တို့လဲချပြီးတော့ကိုစိတ်ပြက်လက်ပြက်နေတဲ့အမူအရာမျိုးတွေဖြစ်တာထိတွေ့ကြရတယ်နောက်ပြီး Patrick Dorgu တလုံးလောက်ဖြုံးတီးသွားတာရှိတယ် Ambumo ကတော့သူဖြုံးခဲ့တဲ့ဂိုးတွေအတွက်ပေါ့နော်Bruno ရဲ့ assist တစ်ချိန်ကိုသူchance create တစ်ချိန်ကိုသူရအောင်တွင်းကိုပေးပြီးတော့Bruno ရဲ့အချိန်20မြောက် assist ရအောင်ဆောင်ရွက်ပေးသွားနိုင်တယ်အဲ့ဒါပြီးတော့ကျွန်တော်တို့ဒုတိယပိုင်းမှာပေါ့နော်အချိန်အများကြီးတော့မရပါဘူးเนาะ10မိနစ်15မိနစ်လောက်မှာကျွန်တော်တို့ Joshua Zirkzee တိုက်စစ်မှု Zirkzee ကိုထည့်ကစားတယ်Zirkzee ကိုလည်း Bruno အပိုင်ခွင့်ရ2ချိန်3ချိန်လောက်လုပ်ပေးခဲ့ပေမဲ့လို့နောက်ထပ်တော့ဂိုးထက်သွင်းယူနိုင်ခြင်းမရှိတာကြောင့်မလို့Bruno ကအချိန်20ပဲရှိသေးတယ်ပေါ့နော်တကယ်တမ်းဆိုလို့ရှိရင်လည်းဒါကတော့21 22ကတော့ဖြစ်ကိုဖြစ်တင်နေတဲ့အနေအထားမျိုးတွေဖြစ်တယ်နောက်ပြီးကျွန်တော်တို့ပြောရမယ့်အချိန်မှာပေါ့နော်ကျွန်တော်တို့ဒီ Joshua Zirkzeeကဘလို့မှကိုကျွန်တော်တို့ United level မှာရှိနေတဲ့ကစားသမားမျိုးလုံးဝမဟုတ်ဘူးJoshua Zirkzeeရဲ့ကစားပုံမျိုးလေးကန်မှုမျိုးနဲ့လည်းကျွန်တော်တို့ Manchester United မှာကစားလို့အဆင်မပြေနိုင်ဘူး Manchester United ရဲ့ level မျိုးသူ့မှာရှိမနေဘူးကျွန်တော်တို့လာမဲ့ coming summer transfer မှာဒီ Zirkzee ကိုကျွန်တော်တို့ရောင်းထုတ်ရမယ်ကစားသမားစင်းထဲမှာ Zirkzee ကိုကျွန်တော်ထည့်ရမှာဖြစ်တယ်သူ့အနေနဲ့စ조사အားထုတ်မှုရှိပေမဲ့လို့သူ့ရဲ့အမြန်နှုန်းနဲ့သူ့ရဲ့ကိုယ်သွင်းစွမ်းရည်တွေကပေါ့ကျွန်တော် United level မှာရှိမနေတာကိုတော့ရှင်းလင်းမြင်တွေ့ခဲ့ရတဲ့ပွဲလို့ပြောရမှာဖြစ်ပါတယ်
ဘာဖြစ်လို့လဲဆိုတော့ Bruno ရဲ့ဖန်ပြီးပေးပို့မှုတွေသူ့အနေနဲ့အနည်းဆုံးတော့တစ်ချိန်တော့တကူလောက်တော့သူသွင်းယူနိုင်တဲ့နဲ့နောက်ပြီးတော့သူ link up play တွေမှာတော့ကောင်းတယ်နောက်ပြီးတော့ဟိုအသင်းလိုက်စိတ်သက်လေးမှာလည်းစက်ကြီးဟာကောင်းတယ်ဒါပေမဲ့လို့ကျန်တဲ့ကျွန်တော် finishing ဘိုင်းနေကျွန်တော် speed တွေအများကြီးလိုအပ်ချက်တွေရှိနေတဲ့အတွက်ကြောင့်သူ့ကိုလာမယ့်နေရာဒီပြောင်းရွှေ့မှာတော့ကျွန်တော်ပြောင်းရွှေ့မဖြစ်မနေရောင်းထုတ်ရမယ်ကစားသမားလို့ကျွန်တော်အနေနဲ့မြင်မိတယ်ကျွန်တော်တို့ Manchester United fan ကြီးကိုတွေအနေနဲ့လည်းမိမိတို့ရဲ့အမြင်တွေဘယ်သူ့ကိုရောင်းထုတ်တင်လဲဘယ်ကစားသမားတွေကိုခေါ်ယူတင်လဲဆိုတာတွေကို comment မှာဝင်ပြီးတော့ဆွေးနွေးပေးသွားလို့ရပါတယ်ကျွန်တော်အမြင်တွေကတော့ကျွန်တော်တို့ဒီ Joshua Zirkzee ကိုရောင်းချဖို့လိုအပ်မယ်ပြီးတော့ United fan ညီကိုတွေတော်တော်များများမကြိုက်တယ်ပေါ့နော်ဒိုကူသူ့ကိုတော့ကျွန်တော်သဘောကျတယ်ဗျမာဒီယက်စ်ကွန်ညာရဲ့အရန်ဖြစ်စေဒါမှမဟုတ်ဒိုကူပွဲထက်ကစားပြီးဒိုကူအဆင်မပြေတဲ့အချိန်မှာကွန်ညာနဲ့လဲလှယ်ပြီးကစားတာမျိုးဖြစ်စေပေါ့နော်သူ့ရဲ့မွေနောက်နိုင်စွမ်းနဲ့2 hour ကိုကျွန်တော်သဘောကျတဲ့အတွက်ဒိုကူကိုတော့ကျွန်တော် United မှာဆက်ပြီးမြင်ချင်ပါသေးတယ်ပေါ့နော်ကျွန်တော်တို့ပြီးတော့ပြောမယ်ဆိုရင် Forest ရဲ့ကွင်းလဲလူ Elliot Anderson ဒီနေ့မှလည်း assist 2 ကြိမ်ရသွားတယ်ကစားပုံကလည်းတော်တော်လေးကိုကောင်းတယ်ကျွန်တော်တို့ထွက်ခွာသွားမယ် Casemiro နေရာအတွက်ကတော့တော်တော်လေးကိုတင့်တော်မယ်ကစားသမားလို့ကျွန်တော်အနေနဲ့မြင်မိတယ် Manchester United အနေနဲ့Elliot Anderson ကိုမဖြစ်မနေခေါ်ယူတင်တယ်ခေါ်ယူနိုင်ခဲ့မယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ရဲ့ကွင်းလေဟာတဆင့်မြင့်သွားမယ်ကျွန်တော်တို့မှာ UCL ကျွန်တော်တို့ Champions League ကန်ဖို့လည်းရှိတယ်အဲ့ဒါဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲ့ကွင်းလေကိုမဖြစ်မနေအဆင့်မြင့်တင်ပေးရမယ့်နေရာမှာ Elliot Anderson ကိုလာရရှိခဲ့မယ်ဆိုရင် Anderson ကြောင့်ကျွန်တော်တို့ Manchester United ရဲ့ကွင်းလေဟာ level တစ်ခုကိုမြင့်တက်သွားမှာဖြစ်ပါတယ်ဒါပေမဲ့ပေါ့နော်ကျွန်တော်တို့ပြောရမယ်ဆိုရင်ကြောက်လွယ်တော့မလွယ်ပါဘူးမျိုးကန်ပိုင်ပြိုင်ဘက် Manchester City ကလည်း Elliot Anderson ကိုလိုက်နေတဲ့အတွက်ကျွန်တော်တို့အနေနဲ့ Anderson ကိုရရှိဖို့ကတော့တော်တော်လေးအခွင့်အလမ်းနည်းနေသေးတယ်ပေါ့နော်ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီပွဲအားကြည့်ပြီးတော့ကိုခေါ်ယူတဲ့ကစားသမားနောက်ပြီးကိုအသင်းမှာ update လုပ်ရမယ့်နေရာတွေပြီးတော့ကြတော့ကျွန်တော်တို့အသင်းကနေရောင်းထုတ်ရမယ့်ကစားသမားတွေကိုရှင်းရှင်းလင်းလင်းကျွန်တော်မြင်တွေ့ခဲ့ရပါတယ်ပြီးတော့ကျွန်တော်တို့ Fred Malaysia ဟာဆိုလို့ရှိရင်လည်းကျွန်တော်တို့ coming in transfer မှာသူထွက်ခွာဖို့ရှိပါတယ်ကျွန်တော်တို့ရဲ့တန်ကြီး Casemiro ကတော့သူ့ရဲ့ Old Trafford နောက်ဆုံးပွဲမှာပရိသတ်တွေကိုနှုတ်ဆက်သွားခဲ့ပြီးတော့သူကတော့သူ့ရဲ့စကားအတိုင်းပဲအိမ်ရှိကနေပြီးတော့ပဲအရှိပေါက်ကနေပဲသူထွက်ခွာသွားခဲ့ပါတယ်ကျွန်တော်တို့ United ပရိသတ်တွေအနေနဲ့သူ့ကိုအမြဲတမ်းလွမ်းဆွနေရမယ့်ခြေစွမ်းမျိုးနဲ့သူ့ရဲ့ကောင်းမွန်တဲ့ခြေစွမ်းနေနဲ့အတူသူဟာရင်ကော့ပြီးတော့ဂုံယူစွာနဲ့ Old Trafford ကနေပြီးတော့ထွက်ခွာသွားပါတယ်ကဲတန့်ကြီးကြံရှိတဲ့ခင်ဗျားရဲ့ကစားသမားဘဝတစ်လျှောက်လုံးမှာလေအောင်မြင်မှုတွေရရှိပါစေကြောင်းကျွန်တော်တို့ United fan တွေကနေပြီးတော့စုမုံကောင်းတောင်းပေးလိုက်ပါတယ်။တစ်ချိန်ချိန်မှာတော့ Old Trafford ရဲ့ညခင်းပြင်မှာတခြားယာရုတစ်ခုခုနဲ့တခြားတာဝန်တစ်ခုခုနဲ့ခင်ဗျားပြန်ရောက်လာမှာကိုလည်းကျွန်တော်တို့တွေညှော်လင့်နေပါတယ်။ပြီးတော့ကျွန်တော်တို့ Manchester United အနေနဲ့လည်းလာမယ့် coming season မှာအခုလက်ရှိဘောလုံးရာသီမှာကျွန်တော်အဆင့်3နဲ့ယာစီတိန်းသွားတယ်အဲ့တော့ကျွန်တော်တို့ဟာcoming season မှာကျွန်တော်တို့ title challenger ကျွန်တော်တို့ Premier League title ကိုကျွန်တော်တို့စိန်ခေါ်ခြင်းနဲ့ပြီးတော့ကျွန်တော်တို့Europa Champions League မှာထိုက်တန်တဲ့အဆင့်တစ်ခုကိုရခြင်းနဲ့ Old Trafford ကွင်းကြီးဟာSir Alex Leicester ထက်ကလိုမျိုးပဲပြိုင်ဘက်တွေခြောက်ချရတဲ့တာရဲတွင်းကြီးတစ်ခုလိုအနေအထားမျိုးကိုပြန်ရောက်ခြင်းနဲ့ကျွန်တော်တို့ရဲ့မျှော်လင့်ချက်တွေပြေဝမှာလားဒါမှမဟုတ်လို့ရှိရင်အရင်လိုမျိုးပဲနီးပြတန်နေရာထဲမှာပဲဆက်လည်နေရအောင်မလားအရန်ကိုစိတ်ဝင်စားစရာကောင်းတယ်။ဘာပဲဖြစ်ဖြစ်ကျွန်တော်ကတော့ United fan တယောက်အနေနဲ့ coming season မှာ United ဟာ UCL မှာလည်းထိုက်တန်တဲ့အဆင့်တစ်ခုကိုရောက်ရှိပြီးတော့ Premier League title ကိုချိန်ချောင်းနိုင်တဲ့အသင်းပြီးတော့ Premier League title ကိုသိမ်းပိုက်နိုင်တဲ့ United ကိုပြန်မြင်ရမယ်လို့ယုံကြည်ပါတယ်။အားလုံးပဲ glory Manchester United ပါ။